မေမေရင်နှင့်ချစ်၍မဆုံးပလဲကုန်းအလားဗရမယအတွင်သားရွှေစင်ကိုကြည်လင်မြတ်တာစီရနာနဲ့တာမဏိရရှင့်ဘဝကိုအဖေသားကြီးဝစ်စီဒီပါကုသလဓမေအမျှဝေလို့တာရုကောင်းကြီးခေါ်ဆိုပြီးပြန်ပြောတယ်တညိမ့်ညင်ရဲ့နဲ့ပါတကားဆေးလာလွယ်ထွေးမမွေးရင်ကလေးကရင်သွေးလေးကြည်လာရင်ရှင်သာမဏေအမှုပြုရတော့မယ်တွေးလို့အသေးအေးခဲ့တယ်ဘဝလက်နှလုံးအခုံးလက်နဲ့တည်အရွယ်ကအေးမြမြနူယူငိုးရဲ့တိတ်စီဖို့မအိမ်မနေပြူစုယူရခဲ့တယ်ကွယ်သားလေးကာမွေထွေးပိုင်လူဖြင့်ကြည်ရင်လာလက်မသိရွယ်ကအေးမြမြလူယူအငိုးရဲ့တိတ်စီကိုမအိမ်မနေပြူစုယူရခဲ့ကွယ်သားကလေးတအားမွေးထွေးပိုင်လို့ဖြင်းကြည့်ရင်လားစီဝရံပတိသေးဝါမီအစရှိတဲ့သင်္ကန်းတော်လည်းရုပ်စုနိုင်ကြီးခွဲတရဏဂုံသုံးပါမရှိအောင်ထံလိုက်ကြကြမှန်တိုင်းစာလာယုဖတ်ရစေတိဟံကုံဆောင်ဘဝရောက်သင်္ကန်းစင်မြမကွဲ့သားရဲ့အဖေရှုလို့မဝနိုင်လေ